2024မှာလူတစ်ယောက်ကစကား3ခွန်းပြောခဲ့တယ်1 Trump အနိုင်ရမယ်2အမေရိကန်နဲ့အီရန်စစ်ဖြစ်မယ်3အဲ့ဒီစစ်မှာအမေရိကန်အပါစီမရဘူးအဲ့ဒီအချိန်မှာလူအများစုကသူ့ကိုယူနေတယ်လို့ထင်ခဲ့ကြတာဒါပေမဲ့အခုအဲ့ဒီ3ခုလုံးတကယ်ဖြစ်လာခဲ့သူ့နာမည်က Professor Jang ကမ္ဘာအကြီးဆုံး podcast တစ်ခုဖြစ်တဲ့ The Diary of a CEO မှာသူထုတ်ဖော်ပြောကြားခဲ့တဲ့အချက်တွေကအခုဆိုရင် geopolitical လောကမှာဘုံတစ်လုံးလိုဖြစ်နေသူကဒီမှာနေမရပ်ပါဘူးအခုတော့ကမ္ဘာအနာဂတ်ကိုပြောင်းလဲသွားစေမယ့်ခံမှန်းချက်အသစ်၄ခုကိုသူထပ်ထုတ်ပြောလာပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးအမေရိကန်နိုင်ငံရဲ့နောက်ွယ်ကအမှန်တရားသိမြင်သွားပါလိမ့်မယ်သူဘသူလဲဘာလို့အလောက်ထိတီးကြတာလဲသူ့ရဲ့လေ့လာချက်တွေကတာမန်သတင်းတွေမဟုတ်ဘူး global power balance ကိုအခြေခံထားတာသူပြောတဲ့အဓိကအချက်ကအမေရိကန်ရဲ့ empire ဟာဒေါ်လာဆိုတဲ့စနစ်တစ်ခုတည်းပေါ်မှာတည်ဆောက်ထားတာပြီးတော့အဲ့ဒီစနစ်ကအခုပြိုလဲနေပြီတဲ့ဒါကိုသူက Ponzi scheme လို့ခေါ်ပါတယ်ဘာကြောင့် Iran လဲဘာကြောင့် Russia လဲ American က Russia ရဲ့ဒေါ်လာတွေကိုပိတ်ဆို့လိုက်တဲ့နေ့ကစပြီးကမ္ဘာနိုင်ငံတွေကဒေါ်လာကိုမယုံတော့ဘူး BRICS နိုင်ငံတွေကတခြားနည်းလမ်းရှာနေကြပြီ။ Yang ပြောတာက American ကသူ့ရဲ့ဒေါ်လာစနစ်ကိုကာကွယ်ဖို့အတွက် Iran လိုမျိုးနိုင်ငံတွေကို target ထားနေရတာ။ကဲအခုစိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်း Yang ရဲ့ခံမှန်းချက်အသစ်၄ခု US military draft လူငယ်တွေမဖြစ်မနေစစ်မှုထမ်းရမယ့်အခြေအနေ Trump's third term ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေနဲ့ Trump အာဏာဆက်ယူလာ Civil War American ပြည်တွင်းရေးအကွယ် US China deal Empire အလေးအလင်းမှာတရုတ်ရဲ့အခန်းကဏ္ဍဒီအချက်၄ခုထဲမှာဘယ်အချက်ကအဖြစ်နိုင်ဆုံးလို့ထင် comment မှာရေးခဲ့ပေးပါဦးနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့အားလုံးနဲ့သက်ဆိုင်တယ် AI civilian state အစိုးရကကျွန်တော်တို့ရဲ့ငွေကြီးနေထိုင်မှုဝယ်ယူမှုတွေကို AI နဲ့အတိအကျထိန်းချုပ်မဲ့ခေတ်ဒါ conspiracy theory မဟုတ်တော့ပါဘူးအခုလက်ရှိဖြစ်ပေါ်နေတဲ့အချက်အလက်တွေပါဂျန်ရဲ့စကားတွေကကြောက်ဖို့ကောင်းသလားဒါမှမဟုတ်တတိပေးချက်တစ်ခုလားဒီအကြောင်းအရာတွေကိုအသေးစိတ်သိချင်ရင် The Diary of a CEO podcast ရဲ့မူရင်း link ကိုအောက်က description မှာထည့်ပေးထားပါတယ်အခုလိုမျိုးကမ္ဘာအရေး geopolitics အကြောင်းတွေကိုမြန်မာလိုအမြဲသိရှိဖို့ကျွန်တော် channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ် video အားလုံးနဲ့ပြန်ဆုံပါ